okay ဆိုင်လိုက်ရပါမရအောင်တိစားကိုတနာ pass ဆက်ထားတာပါဘောပင်လေးရအောင်ချေရဒီလိုလေးပဲရေးပါရှိလေးပို့လာပေါ့နော်ဒီနေ့တင်ချအတွက်ကမှအဲ့တော့စာရွက်တုံးအစ်စေဟုတ်တယ်ချေရဒီကြားဟန်ပေးစာရွက်တွေမတုံးတချို့လူကနှမျောတဲ့လူကတုံးကြပါOkay တင်ချရေးရအောင်ပေါ့နော်စားရင်လည်းမြောက်ကမယ်ဒီနေ့Okay ဆိုင်ပြီးတပုတ်ရေးပြီးတခါလာပြမယ်ပေါ့နော် Okay ရေးတော့မရသေးဘူးပြလိုက်တော့မယ်ပေါ့နော်ဖာတူးဆက်လိုက်တော့မယ်ဝဲစားတော့ဖာတူးနဲ့အပြက်သိမ်းမှုပဲသိမ်းနိုင်မယ်မထင်တော့ကိုရှိမှမပါတာငါတော့မတ်တယ်တုံးတေချာအစာလေး Okay တွက်လိုက်ပါအောင်မရှင်မလားဘောပင်တစ်ခါတည်းမထင်တော့ဘူးပေါ့နော်မနေ့ဖြီရนี่สิเลยต้องเสร็จเลยจะကြောက်လို့နေဟာလေးတော့ခေရဟောပဲသူကပြောထားတာကွာအဲ့လိုစင်ပြေဆိုပြီးကာကြီးတော့မဟုတ်ခောက်ကြီးပါရဲ့ဘလူးမှာအေးငါခက်တော့နေပြီးရေးလိုက်တော့ဘာပြန်ထင်းအောင်နေတယ်ဒါအဲ့လိုပြောနေလေးနိုင်ရှိလေးတောင်းစနေလေးဆက်ချောင်းလေးငါနဲ့ဆဲလေးချလေးနဲ့ဆဲလေးခွန်းလေးနဲ့ဆက်ရှိရှိတောင်းရနေလေးခွန်းလေးလေးနဲ့ဆဲလေးချလေးနဲ့ဆဲလေးခွန်းလေးနဲ့ဆက်ရှိ